တငယ်ချင်းအိမ်သွားလေတဲ့ဆာကူရာမလေးအကြောက်ပြပြဝမှာပဲဖြစ်ပါရှင် Let's go တော်လေးစားအော်ဒီနေ့ကငါတငယ်ချင်းရဲ့ရွာငါသွားလေမှာဆိုတော့သွားမယ်သူကငါ့ကိုဒီနေ့ပြောထားတယ်ဒီနေ့လာခဲတဲ့ရုံးပေးရဲဆိုလို့ရှိရင်လာခဲတဲ့သူတို့အိမ်မှာတဲ့ဟင်းကောင်းကောင်းလေးချက်ကျွေးထားတယ်လို့ပြောတယ်အားနဲ့ငါသွားလိုက်ပါမယ်လေသူတို့ရွာငါခါမှတော့မရောက်ဘူးဒါပေမဲ့သူငါ့ကိုလမ်းကတော့ပြောပြထားတဲ့အတွက်ကြောင့်မို့သွားလိုက်မယ်လေအေးအမလီဟဲ့တော့မယ်သူတို့ရွာနဲ့ငါတို့နဲ့ဆိုလို့ရှိရင်တော့တိတ်တော့မဝေးလောက်ဘူးလို့တော့ငါထင်ပါတယ်ထားလိုက်ပါသူတို့ရွာရောက်လို့ရှိရင်ပျော်စရာကြီးလို့တော့ပြောတာပဲပျော်စရာကောင်းလားမပျော်စရာကောင်းလားဆိုတော့ဝဲငါကြည့်ရပါဦးမလီဟဲ့လမ်းနေပါမှားကုန်ပြီဟဲ့လောက်ကြပါဦးငါတော့မှလမ်းတော့မမိတော့ဘူးသူငါ့ကိုလိပ်စာပြောထားတယ်ဘယ်လိုလုပ်ကြမလဲအော်တီဗီဒီနေရာလေးတွေမှာပဲတဲ့သူငါ့ကိုပြောပြထားတယ်အဲ့တော့ဒီနေရာကိုတမင်းအဲ့ကြောင့်ငါလည်းတော်တော်ကြီးပြောင်းနေတာโอ้တစတဲ့တော့ဒီကငါ့ကိုမပြောပြထားဒီကသွားမှာလားငါဘယ်ကနေသွားမှာလဲအေးငါရဲ့ကားတစ်ချမ်းပဲ့သွားပြီမလေးဟဲ့အော်ဒီနားမှာကားရှိုးရိုးရှိရပဲဘာမှဖြစ်ပါဘူးကဲဒီပေါ်တမဲဟိုကကားရှိုးရိုးအပေါ်ယူငါတက်နေရလားဟုတ်ပါဘူးကားရှိုးရိုးပေါ်တက်တာမဟုတ်ဘူးအေးငါလည်းဟဲ့အလောတကြီးဖြစ်နေကဲရောက်ပြီဟိုမှာငါတငယ်ချင်းအင်လှမ်းမြင်နေရပြီပဲအိုးဆာကူရာဖန်နဲ့ဥပီလီအဆိုသူတို့ရောင်ငါဝင်လိုက်ပါဦးမယ်လေအော်သူရဒီလိုလေးလားငါကားပါကင်လေးထူထားလိုက်ပါဦးမယ်ကားအဝင်အထွက်ကဘယ်နားမှာအော်ဒီနားမှာဟုတ်ပြီဝင်မယ်မိုက်တာပဲသူတို့အိမ်လေးမစိုးပါဘူးဟဲ့ဒါပေမဲ့သူကငါတို့အိမ်ကိုပြောပြတာဟုတ်ပဲအော်ဟိုနားလေးမှာပဲငါလဲမေ့နေကုန်ပြီဟဲ့ငယ်ချင်းနေရောက်လာပြီလားအေးရောက်လာပြီလေဟဲ့အထုပ်ဘူးတွေကိုဟိုနားမှာပဲသွားထားလိုက်ဒီအေးငါထားလိုက်အောင်မယ်နော်အော်ငါထားပြီးလိုက်တငယ်ချင်းဟာငါ့ကိုလည်းရွာလေးပါလိုက်ပြပေးပါဦးလားတငယ်ချင်းအော်အေးလိုက်ပြပေးမယ်ဟာလေးတငယ်ချင်းတော့မယ်အော်အေးတော့မယ်နီရမယ်အိမ်ငါအေးလိုက်ပြမယ်နော်တငယ်ချင်းအေးလိုက်ပြနီရမယ်အိမ်ကဒီနေရာလေးပဲဟဲ့ဆိုပါဦးဒီမလေးနေအိတ်ဖို့တော့အိယာလေးလေးခင်ပြီးထိုင်နော်တငယ်ချင်းဖြစ်တယ်လို့ဒါအိမ်လိုက်တော့တိလားအေးစားစရာတွေမရှိဘူးဆိုလို့ရှိရင်လည်းငါ့ကိုပြောနော်တိလားငါကြည့်ချက်ပြီးရောနင်ငါကြွေးမယ်တိလားအေးပါဟဲ့ဒါရီကဘာအပင်နေလဲအော်ဒါစပါးပင်ဟဲ့အော်စပါးပင်နေလားအော်ဒီကအစူးပင်နေရရောအော်အဲ့ဒါကကွန်းပင်ဟဲ့တည်ရမလားအော်ဟုတ်ဘူးငါမှားသွားတာဒါဒီလိုမျိုးအချောင်းလေးတွေကစပါးပင်လို့ခေါ်တာဒါလေးတွေကကြတော့ကွန်းပင်လို့ခေါ်တာတိလားကိုနေစားလို့ရှိရင်ဒီလိုမျိုးပဲလောက်ကြအောင်လေအော်အေးပါဟဲ့ငါနေလို့ရွာတော့တစ်ခါမှမရောက်ဘူးဟောလေမေးကြည့်ရဒီစပိန်เนี่ยဘာလို့စပိန်နေလဲအော်အဲ့ဒါတခြားရွာစပိန်နေပါဟဲ့အေးအဲ့ဆိုလို့ရှိရင်ငါဟိုဘက်လေးပါလိုက်ပြလေအေးအိုးဒီတမိုက်တယ်နော်ဒီမှာနေတော့ဘက်မှာဈေးတွေရှိရလားအေးဟုတ်တယ်အေးပါအိုးရေရမိုက်တယ်နေရေဒီပါချိုးချင်တယ်ဆိုလို့ရှိရင်လေဒီကိုလာပြီးတော့ချိုးလို့ရရင်เนาะတိတာတကယ်ချင်းအစင်မပြေအောင်ရှိလို့ရှင်ငါ့ကိုပြောနော်ဒီမှာအရန်တာရတယ်တကယ်ချင်းမဟုတ်တော့
တိလာတကယ်ကြီးအေးတိပါတယ်ဟဲ့ဟာရမ်းမိုက်တာပဲအေးဟဲ့တငယ်ချင်းဒီယာရဲ့ဒါရီကဝတ်တယ်လားအေးဟုတ်တယ်ငယ်ကြီးဟိုဘက်မှာနွားရင်းနဲ့ရှိရနွားချန်နေလဲရှိရဒါရီကစက်တီပေါ်ဟဲ့စက်ချန်နေရဒီမှာလောင်မတိုးတွေကလာနေရဟဲ့အော်အေးပါအတန်လေးရဲ့ကျဲဝါလို့ရှိရင်လဲတောင်းမမာရဲ့နော်ရမ်းမိုက်လိုက်တာပဲတကယ်ချင်းဟေးပြောလေတကယ်ချင်းဟဲ့အဲ့ဘောနော်အဲ့တဲတွေကဘလောက်တောင်ရှိရလဲဩနင်းငါပြောပြထားရလေအဲ့ပါလေဦးတန်းဝင်းလို့အိမ်ရဒီအိမ်ဟဲ့အော်ဒီအိမ်လားဟိုမှာကြည့်ပါဦးလိမ္မော်တီးတွေပဲနင်စားချင်လားဟဲ့အေးငါစားချင်တယ်ဟဲ့အေးအားဆိုလို့ရှင်ငါခူးပေးမယ်နော်